Ngay ngay mèo là mà mỏ anh mi mẹ lan rồi tụi đi thành đi ấy à nô rai nếu mà thà xin không mong tao bị đàn cha là đi lệ muốn nói bài lưu tư cái mẹ đi làm đi khá là đủ cái anh thấy sự đó đi mà nãy sáng nay đi lên sao bữa đó naga làm mấy giờ lên bao xa đi tụi này allergy alien rồi lâu xa Mama Mifi Secret go mini bi Wela January Padi Pile copy to cap your bi Ludu came and lambe go nedi Tu need a kanshima Gain cat be with Kare Lebanon Neonga Gaimari Boane Lama or Kajani Counter in Balahan Limpin Nitri Toromia လွတ်နေသည်သူ့ဘာသာသတိထားမိနိုင်ပြီအောင်မြင်သည့်ပကြီးဆရာတယောက်ဘဝတွင်ပတ်စံတော်တော်များများရခဲ့တဲ့ပကြီးကားများရေးပြီးနောက်ပကြီးရေးခြင်းစိတ်များသူ့တွင်ရုတ်တရက်ကုန်ဆုံးသွားတယ်နှစ်ပေါင်းများစွာပေါင်းသင်းလာသည့်ဇနီးတဲ့ကွယ်လွန်သွားသည့်အခါအိမ်ရောက်ပြီးစင်ကြီးဘုံများတွင်တကူရဲလှည့်လည်နေထိုင်သည်သူသည်မရဏတရားအကြောင်းကိုမကြာခဏတွေးနေမိသည်တူရသောသမီးလေးကွယ်လွန်တော့ကသူနှင့်သူဇနီးတို့အဲဟုပြတ်မတတ်ခံစားခဲ့ရဘူးပြတ်မြောင်မိပြီကမ္ဘာလောက၏အဆုံးမဲ့သောကြောက်ကမ်းမ၌ကြီးတဲ့သူပြုတ်ကျသွားသလိုစောင့်တည်ရမရဖြစ်ခဲ့သည်သူဇနီးသည်ပို၍စကားနဲ့နှုတ်ဆက်သွားသည်မနက်ခင်းများတွင်အတန်စာစာနှင့်အိမ်ဆဲလေးလေးမရှိသည့်နောက်ပိုင်းတိမ်လုံး6ခတ်တိတ်ဆိတ်ခြင်းကိုပို၍တိတာထင်ရှားနေသည်သူသည်ထောင်ထားသည့်ကမ်ပတ်ဆက်ရှိတွင်အကြာကြီးထိုင်နေသည်ထိုရများသည်ရှည်တဲ့ရှည်လာသည်ဇနီးတယ်သည်သမီးစိတ်နှင့်ပင်အဲ့ရတဲ့ဘုံဘုံလဲသောအခါနောက်ဆုံးဖြောင်းနိုင်မိငိမ့်တော့မယ်ဆိုတာသူအလိုလိုသူသိရသည်ညနေဝင်ချိန်တွေမှာဇနီးတွေကနိုင်ရမက်ကိုဆိုင်နေပြီးတို့နေရပြီသူနားဆိုင်ထောင်ကြည့်တော့သူသမီးနာမည်လေးဖြစ်နေပြီသူဇနီးကွယ်လွန်တဲ့ညကအပြင်မဲ့တွင်လေတိုးတံများကြားတယ်ဝမ်ပန်နဲ့အော်နေသည့်တံများနဲ့တူနေသည်မနဲ့လင်းတော့ဇနီးတဲ့ဤအသက်မဲ့ခန္ဓာသည်ငြိမ်သက်လျက်ရှိသည်ကိုမှတ်မိနေပြီနိုင်ပြီးတော့လာပေါင်းများစွာခြေဥတည့်သွားခဲ့ပြီဝိပိကားကိတ်များဘုဒ္ဓဇင်းညာများနဲ့ည၏သည်ရောင်းအပေါအမြူမများဇီပေါ်သည့်တဲကူရများတွင်အချိန်တွေထုံးနေသည်အင်ပြန်တော့အထီးချံမှုကစီးကြိုနေသည်နောက်တော့အိမ်ကိုရောက်ပြီးလှည့်လည်နေထိုင်နေသည်နိုင်မီယာမှရုတ်တရက်နိုးလာတော့ညနေအလင်းတော့ပင်ကြောက်တော့နေသည်သူသည်ပလက်ထိုင်မှထားသည်မျက်နှာတဲ့ကိုလက်တန့်စင်ပြီးအပြင်သို့ထွက်ခဲ့သည်စောင်းလေသည်စိတ်ငနဲ့ဖြတ်တိုက်သွားသည်စားနေကြလမ်းမေးဆိုင်လေးမှာညစာစားပြီးဘုရားစဉ္ညာမဲ့ပတ်လျှောက်သည်အရွက်မဲ့တဲ့ဒီကန်းလူကြမှာညနေကောင်းနေလို့မြင်သည်အိမ်ပြန်တော့မိုးဝင်ဆုံးဆုံးထုတ်လေသူသည်ရုတ်တရက်ပကြီးဆွဲနေတဲ့စိတ်များဖြစ်နေပါသည်အတွင်းထဲမှာခဲရောင်ကျွလစ်ပန်းကင်းရောက်နေပြီရေမော်ပြည့်နေတဲ့ရေကန်တကန်ကအလင်းတို့အဖြတ်ဖြတ်လည်နေပြီကန်ဆတ်မှာမိမတယောက်ရက်ငင်းနေတာကိုစိတ်ကူးနဲ့မှန်းဆမိတော့ဇနီးရဲ့မျက်လုံးတွေကိုမြင်အောင်လာပြီထိုညကတညလုံးကန်ဗတ်ဆက်ရှိတယ်ငုတ်တုတ်ထိုင်နေပြီလင်းအာယုံတန်းလာတဲ့အချိန်မှာတော့ပထမဦးဆုံးလိုင်းတွေကိုစတင်နေတင်းချန်နေတဲ့စိတ်ကိုယူလျှော့ပြလိုက်ပြီငှက်တန်လူတန်တွေစကြားရလာကြမှာတော့
သူဇနီးတဲ့သမီးလေးပုံစံကြီးတဖြည်းဖြည်းပြင်လာနေပြီ။သမီးနှစ်ယောက်တယောက်နဲ့တယောက်ပြုံးရင်ပြီးချင်နေကြပြီ။သူဒီအယောင်များကိုလိုက်ဖြေပြီးနေရာဒီတရိပ်တွေကပကြီးကားထဲမှာရိမ့်မှန်နေကြပြီ။ပယ်လုံသူတွေရဲ့မျက်နှာတွေကပကြီးကားထဲမှာဆွေးရိတ်ကင်းပြီးမြူးထွေးပျော်ရွှင်နေပြီ။သားမီးနူးတို့နောက်ခံထားသည့်ကောင်းကင်သည်ကြည်လင်ပြလဲနေပြီ။ဟိုးဝေမုံပြပြတောင်ကုန်းတို့ပေါ်တွင်နေဟာဘရော့မှဆုံးမြုပ်နင်းမြုပ်သားမိပုံမပေါ်တော့နောက်ဆုံးဆုတ်ချက်တူတို့ထိပြီးပြောခြင်းမှာတော့နောက်တစ်နေ့ညနေပဲရောက်နေပြီ။ပက်လက်ကထိုင်မော်သူနှိပ်ချလိုက်ပြီ။မျက်လုံးကိုဇုံမိတ်လိုက်တော့နှစ်ချိုက်အိပ်ကြပါဘူး။အိမ်မထဲရင်လေတခုတိုက်နေတဲ့တောင်ကုန်းပေါ်မှာဆင်းလာနေပြီ။ခလန်းလန်းရေကန်တစ်ခုနာမှာဇနီးနဲ့သမီးလေးစီတုတ်သွားနေပြီ။သမီးကသူ့မိစီကနေသူ့စီပြေးလာနေပြီ။သူဒီလက်နှစ်ဖက်ဆန်တိုင်းရင်သူ့ကြလိုက်ပြီ။ထိုးထိုက်တန်နေပဲသူလိုလာပြီ။မောင်မဲတိတ်ဆိတ်နေသည့်အိမ်ပြင်ဘက်တွင်လူစင်းရင်ခွဲသံများအဆက်မပြတ်နေပြီ။ရက်ပေါင်းများစွာကြာသွားသောအခါအနိနာတွိုက်မှာအိမ်လူချင်းတို့သူ့အားမတွေ့မမြင်မိတာကိုသတိထားမိလာပြီ။သူငားနေသည့်အိမ်တကားတွေအတွင်းမှာပိတ်ထားတဲ့ရှိပြီးတွေ့ကြပြီ။တကားကိုခေါက်ကြသည်။နာမည်ရောခေါ်ကြသည်။မိသည့်ထူသာမှထွက်မလာတော့ရဲများနဲ့ရက်မိရက်ဖလူကြီးများတကားကိုချိုးဖျက်ပြီးအိမ်ထဲသို့ရောက်သွားတော့အခါသူ့တကွေသုံးပစ္စည်းတချို့နဲ့ရေးဆွဲပြီးကမကြီးသားချက်လို့တော့တွေ့ရပြီ။သူ့ကိုတော့အရေးရောင်များလည်းမတွေ့ရတော့။နာတွင်ထောင်ထားသည့်ကြီးကားထဲတွင်တော့သူတို့မိသားစုတွေပြုံးရွှင်ပြင်းနေကြသည်။သူဒီတောင်ကုန်းပေါ်မှာဆင်းလာပြီးသမီးလေးကိုပွေ့ချီတော့နောက်ဖက်ကောင်းနေတယ်။နိုင်ရိုင်းတွေကအုပ်ဖွဲ့ပြန်တန်းသွားကြလို့